အဲ့လို line ခုလို့ရှိရင်ဒီကရော့တော့ခေါ်တာလားနဲများလား line ခုရင်ရေရော့တာ line ကတော့ခုတ်လာပြီနော်အဲ့ဆိုရေနည်းနည်းရော့အဲ့လိုအဲ့ငွေပြောတာ line ခုရင်ရော့တာလားလို့ရော့တော့တာရော့လို့ line ခုတ်တာနော်ဟိုမှာတွေဒါကြီးဥပမာကိုလည်းဒီတဲ့တွေ့ကြရော့သွားကိုစောတဲ့ကလည်းလှီကြီးပါတော့ပါပြီတဲ့ဒီမဲ့သူကလည်းသုံးရှုံးတော့ပါပြီအဝါတို့ကလည်းငါပြောမယ်ဥအောင်ထီးတို့ကလည်းသဘာ90လောက်ထူလာနော်မယ်နောက်ပြီးတော့ဟိုကိုထွန်းမြင့်တို့ကလည်းအကုန်မြုပ်တာတဲ့ဆက်ကြီးရဲ့အောင်သူရောလားအောင်ရွှေအာဒီပေါ်တာပါကွာသူတို့ကလည်းနော်အဲ့ဥကျော်လင်းရဲ့ကြက်တွေရကြက်တဲပေါ်မယ်တဲ့ထိတ်သုံးတယ်လောက်ရှိတယ်တဲ့ဒါကြီးကဒါကြီးတကြီးနဲ့